eSIM ချိန်တော့မယ်ဆိုလို့ရှိရင်ကိုခုလက်ရှိကင်နေတဲ့ဖုန်းက eSIM အမှန်တကယ်ဖြစ်ရလားဆိုတာကိုစစ်ဆေးပြီးမှ eSIM ချိန်ပါလို့အကြံပြုပါတယ်နော်ချို့ customer လေးတွေက line ပေါ်ကဗီဒီယိုလေးကြည့်ပြီးတော့ MP4 တွေဝင်ပြီးတော့နှိမ့်မိသွားတယ်ဆိုလို့ရှိရင်ဒါမလို့အဖက်နဲ့ငွေနှခါကုန်မှာပဲဖြစ်ပါတယ် eSIM ကိုဘယ်လိုစစ်ဆေးရမလဲဆိုတာတစ်ချက်ပြပေးပါမယ် star shat 06 shat ကိုနှိပ်လိုက်ပါEID ဆိုပြီးတော့ဒီလိုနံပါတ်ကလေးကြာလာမှဒါ EID လို့ကြာလာမှဒါကိုယ့်ရဲ့ဖုန်းက eSIM ချိန်ရမှာပဲဖြစ်ပါတယ်ဒီဖုန်းနှလုံးဆို Android ဖုန်းနှလုံးပဲဖြစ်ပါတယ်ဒီလို EID ဆိုတဲ့စာတန်းလေးဒီနှလုံးမှာမပေါ်နေပါဘူးเนาะအဲ့ဒါဆို eSIM ချိန်စရာမလိုပါဘူးရှင်ဒီ serial number IMEI 12ကြပါတယ်ဒီဟာဆို Android serial number IMEI 2ဆိုပြီးကြပါတယ်ဒီလို MEID ဆိုပြီးတော့အပေါ်ပါလို့ရှိရင်တော့ဒါ MEC ကတ်ထည့်ပြီးတော့သုံးလို့ရတာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းကတကယ်လို့ eSIM ချိန်စရာမလိုဘဲနဲ့ချိန်မိနေတဲ့ customer လေးရှိရဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးတင်ပြရခြင်းဖြစ်ပါတယ် EID ဆိုတဲ့စာတန်းပါမှသာ eSIM ချိန်ရမှာဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်